သင်္ဘောရဲ့ stand light ကိုအပြောင်ထွန်းထားတာခင်ဗျားတွေ့ဘူးလားထွန်းလို့ရလားတကယ်လို့ထွန်းလို့ရရင်ရောကော့လက်ကဘာမှမပြောဘူးလားဟုတ်ပြီကျွန်တော်ကြည့်လိုက်အောင် အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Master Maritime Knowledge Have MNK Hack ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုစီသူဖြစ်ပါတယ်โอเคပထမဆုံးကျွန်တော်တို့သင်္ဘောတွေမှာဗာမီးတွေထွန်းလဲဆိုတာစပြီးပြောကြည့်အောင်ဗျာခင်ဗျားသိပါတယ်ကျွန်တော် forward method light တို့ up method light တို့ဆိုလို့ရှိရင်အဖြူအောင်လေးထွန်းနေ starboard side light ဆိုလို့ရှိရင်အစိမ်းအောင် port side light ဆိုလို့ရှိရင်အနီအောင် stand light ဆိုလို့ရှိရင်အဖြူအောင်ထွန်းတယ်ဘာရလဲဆိုလို့ရှိရင် route 23 ရ route 23မှာပြောထားတဲ့ power driven vessel ဆိုလို့ရှိရင်မီတာ50အောင်မှာဆိုရင်ကျွန်တော် method light တစ်လုံးထွန်းမယ်မီတာ50အထက်ဆိုလို့ရှိရင် method light နှလုံးထွန်းမယ် side light တွေ stand light တွေထွန်းမယ်ဒါတွေက route 23ထဲမှာပြောပြီးသားဒါဆို power driven vessel မဟုတ်ရင်ရော power driven vessel မဟုတ်တဲ့တခြား vessel တွေမှာထွန်းရမယ့်မီးတွေကိုသူပြောထားပြီးသား route 24မှာဆိုလို့ရှိရင် towing vessel အကြောင်းနေ route 25မှာဆို sailing vessel အကြောင်းနေ route 26မှာဆိုလို့ရှိရင် fishing vessel မှာထွန်းရမယ့်မီးတွေ route 27မှာဆိုလို့ရှိရင် NUC တို့ VRM တို့မှာထွန်းရမယ့်မီးတွေ route 28မှာဆိုလို့ရှိရင်တော့ VCD မှာထွန်းရမယ့်မီးတွေ route 29မှာဆို pilot vessel မှာထွန်းရမယ့်မီးတွေစသဖြင့်သူတေချာအကုန်လုံးပြောပြီးသားဒါပေမဲ့အကုန်လုံးကြည့်လိုက်နော်သူတို့အကုန်လုံးကလည်း stand light ကအဖြူအောင်ပဲဒါဆို stand light အပြောင်ကိစ္စဘယ်ကနေရောက်လာလဲကာမီကွက်တွေမှာလေ stick ကအယောင်ကတ်တယ်လို့မျိုးကျွန်တော်သင်္ဘောမီးတွေမှာများ stick ကများကတ်ထားလားမသိဘူးဗျ no ပါဗျာခမရပင်လယ်ပြင်ကြီးထဲမှာ stand light ကိုအပြောင်ထွန်းထားတဲ့သင်္ဘောကိုသွားတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့ဒါ US warship ကြီးဗျ United States of America ထုတ်ပြန်ထားတဲ့ Title 32 Nautical Defense CFR လို့ခေါ်တဲ့32 Code of Federal Regulation Part 707 Special Rule with respect to additional station signal light 707.9 နဲ့မှာတဲ့ပြောထားတယ်ဗျ US warship တွေကတဲ့ကွန်ပွိုင်အုပ်စုဖွဲ့ပြီးတော့မောင်းနေကြမယ်ဆိုလို့ရှိရင်တဲ့နောက်ဆုံးသင်္ဘောရဲ့ stand light ကိုတဲ့ white light အစား blue light ကိုသုံးရမယ်လို့ပြောထားပြီးသားအဲ့ဒါကြောင့်မလို့ခမရ stand light ကိုအပြာရောင်ကြီးသွားမြင်နေရဟုတ်ပြီခမရပြောပါဦးဗျာ rule 72ရဲ့ rule 1A မှာပြောထားတယ် all vessel က high sea ဒါမှမဟုတ်လို့ရှိရင် high sea နဲ့ဆက်ဆက်နေရည်ပြင်အကုန်လုံးမှာ color 72ပဲသုံးရမယ်တခြားဘာမှသုံးလို့မရဘူးမဟုတ်ဘူးတကယ်တော့ rule 1C မှာသူကပြောထားတာ state တစ်ခုရဲ့ government ကနေပြီးတော့warship တွေဒါမှမဟုတ်လို့ရှင် vessel proceeding under convoy အုပ်စုဖွဲ့ပြီးသွားနေတဲ့သင်္ဘောတွေအတွက်တဲ့ additional station တွေ signal light တွေ shade တွေ whistle signal တွေအတွက်ဆိုလို့ရှိရင်တဲ့ special rules တွေကိုထုတ်ထားတာရှိတယ်။နောက် number 2အနေနဲ့5ဘန်း vessel တွေ fishing vessel engaging fishing SL fleet သူတို့အတွက်ကြတော့ additional station ဒါမှမဟုတ်ရင် signal light ဒါမှမဟုတ်ရင် shade တွေအတွက်ထုတ်ပေးထားတဲ့ special rule တွေရှိတယ်။ဘာရလဲဆို rule 1C ရထုတ်တာ။အဲ့ special rules တွေကိုလည်းပဲတဲ့ rule 1B တုန်းကလိုပဲ color 72ကသွားပြီးနောက်ဆက်လို့မရအောင်။ဒါပေမဲ့အဲ့ special rules တွေကိုတော့တဲ့ color 72နဲ့တက်နိုင်သမျှမတူအောင်အဝေးဆုံးထုတ်ပေးထားရမယ်။ဘာလို့လဲဆိုလို့ရှိရင် color 72နဲ့သွားပြီးရောနေတယ်လို့ဘယ်သူကထုတ်ပေးရလဲဆိုလို့ရှိရင် government ကထုတ်ပေးရgovernment of any state ကနေထုတ်ပေးဒါကြောင့်မို့ခင်ဗျာ stand light ပြောင်းပြီးမြင်လို့ရှိရင်ဟာဘာကြီးလဲဆိုပြီးတော့မရှုံးနဲ့ US warship အုပ်စုလိုက်ကြီးကိုခင်ဗျာမြင်နေရလို့သိလိုက်တော့အဲ့တော့ rule 1C ထဲမှာ special rules တွေကိုဘယ်သူတွေကထုတ်လေးလဲဆိုလို့ရှိရင် government of any state တနည်းအားဖြင့် flag state ကနေထုတ်ပေးတယ်example နည်းနဲ့ပြောပြပါဆိုလို့ရှိရင်တော့ခင်ဗျာ stand light အပြောင်းအကြောင်းခင်ဗျာပြောလို့ရပြီအဲ့တော့rule 1C ကိုအနှစ်ချုပ်ပြီးပြန်ပြောမယ်ဆိုလို့ရှိရင် warship တွေအတွက်ပဲဖြစ်ဖြစ် vessel proceeding under convoy အတွက်ပဲဖြစ်ဖြစ်သူတို့နဲ့ additional station or signal light shade or whistle signal တွေအတွက်တည်တံ့ထုတ်ပြန်ထားတဲ့ special rules တွေရှိတယ်ဒါမှမဟုတ်လို့ရှိရင် vessel engaging fishing as a fleet ငါးဖမ်းသင်္ဘောအုပ်စုတွေအတွက်တည်တံ့ထုတ်ပြန်ထားတဲ့ additional station or signal light or shade အတွက် special rules တွေရှိတယ်အဲ့ special rules တွေကို flash state ကနေထုတ်ပေးထားတယ်
အဲ့ထုတ်ပေးထားတဲ့ special rules တွေကို caller 72ကသွားနှောက်ယှက်လို့မရအောင်အဲ့ဒါပေမဲ့ special rules တွေကတော့ caller 72နဲ့တက်နိုင်တယ်ပဲ as far as possible တက်နိုင်တယ်ပဲအဝေးဆုံးမရှုပ်ထွေးအောင်လို့ထုတ်ပြန်ပေးထားရမယ်ဒါကတော့ကျွန်တော်တို့ rule 1C ရဲ့အနှစ်ချုပ်နဲ့သူရဲ့ဥပမာအနေနဲ့ပေးပါဆိုလို့ရှိရင်ဒါလေးကိုပြောပြပေးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်